စနေတောင်းတွေဒီခုနလပိုင်းမှာမိတ်ဆွေကူညီထောက်ပံ့ကောင်းကြောင်းဘာကြောင့်အောင်မြင်မှုတွေရရှိမှာလဲဘာကြောင့်အခြေခံတွေကဒီလောက်ကောင်းနေရတာလဲဆိုတာကိုဗီဒီယိုကိုစုံနေကြည့်ပါလို့ကျွန်တော်ကတိုက်တွန်းချင်ပါတယ်ဒီခုနလပိုင်းမှာစနေတားပြီးအတွက်အချစ်ရေးအိမ်တော်ရေးစီးပွားရေးငွေကြေးလောက်ကိုင်းပညာရေးတာမီကန်ကအစုံလျောက်လေးကျွန်တော်ကြည့်ပေးမယ်ပြီးတော့ရင်ဘရွေးနောက်မှာကျွန်တော်ရေရာလေးလည်းပေးမယ်ကျွန်တော်ပေးတဲ့ရေရာကိုခြေလိုက်ချင်အားဖြင့်ဒီခုနလပိုင်းမှာစနေတောင်းတွေကအကောင်းဆုံးသောနေနံတွေဖြစ်လာမှာတည်ကြပါတယ်ဒါကြောင့်မို့ဗီဒီယိုကိုစုံကြည့်ပါလို့ကျွန်တော်တိုက်တွန်းချင်ပါတယ်ဗီဒီယိုလေးမစတင်ခင်မှာဒီဗီဒီယိုကို share ဝင်များခြင်းလုပ်ဖို့မေးပါနဲ့မဲဆိုလို့ share ချက်ကမပင်ပန်းဘူးဆိုပေမဲ့တစ်ဖက်မှာစနေတောင်းတွေခက်ခဲဖြစ်နေတယ်အကြက်တဲတွေဖြစ်နေတယ်ဆိုရင်ဒီဗီဒီယိုမြင်လို့သူတို့ရအဆင်ပြေသွားမယ်ဆိုရင်မိတ်ဆွေကျွန်တော်ကထပ်တူကုလို့ရမှာဖြစ်ပါတယ်ကဲ share ပြီးဆိုရင်ကျွန်တော်တို့တူကြည့်ကြမယ်ခင်ဗျာစနေသားမီတွေကဒီခုနလပိုင်းမှာအကောင်းနဲ့အဆိုးနဲ့တွန်းသွဲနေတယ်ဆိုတဲ့ကာလထဲမှာရှိနေပါတယ်။ဘာတွေကကောင်းနေတာလဲဘာတွေကိုသတိထားရမလဲဆိုတာကိုအသေးစိတ်လေးကျွန်တော်ဖတ်ပြပေးမှာဖြစ်ပါတယ်။လက်ပံနဲ့ပတ်သက်ပြီးတော့ငွေကြေးဥစ္စာပစ္စည်းနဲ့ပတ်သက်ပြီးတော့တချို့ကတော့ကောင်းပါတယ်တချို့ကတော့စုဆောင်းပြီးမယ်။သတိထားရမှာကအလုတ်ကန်နဲ့ပတ်သက်ပြီးတော့ဝင်လာနိုင်တယ်ဆိုပေမဲ့ကန်နဲ့ပတ်သက်ပြီးတော့ထွက်သွားနိုင်တယ်။ဒါကြောင့်ကန်နဲ့ပတ်သက်ပြီးတော့ပြီးမှကျွန်တော်အသေးစိတ်လေးပြောပြပေးမယ်။အလုတ်ကန်နဲ့ပတ်သက်ပြီးတော့ငွေတွေတချို့စုမိမယ်ဆောင်းမိမယ်ဆိုတဲ့ပုံမှာရှိတယ်။နောက်တစ်ချက်ကောင်းတာကတငယ်ချင်းကန်မိတ်ဆွေကန်နဲ့ပတ်သက်တာတငယ်ချင်းမိတ်ဆွေကူညီထောက်ပံ့မှုကြောင့်ရက်ဝေးကအလုပ်ကိစ္စတွေရက်နီကအလုပ်ကိစ္စတွေဘယ်လိုကိစ္စမဆိုအဆင်ပြေမယ်တိုးတက်မယ်ဆိုတဲ့ကံမှာရှိပါတယ်။ဒီတစ်ချက်တော့ရန်ကောင်းပါတယ်။တငယ်ချင်းမိတ်ဆွေကူညီထောက်ပံ့ကောင်းတဲ့ရှိတဲ့ကြောင့်မို့ကောင်းပါတယ်ခင်ဗျာမိသားစုရင်းနဲ့ပတ်သက်ပြီးတော့ညံ့တာမရှိပါဘူးကိုယ့်ရဲ့မိသားစုတွေအကူအညီမှုကြောင့်အလုပ်ကိုင်တွေတိုးတက်တာတွေကံကောင်းမှုတွေရရှိတာတွေတော့ကြုံတွေ့မှာဖြစ်ပါတယ်မိသားစုရင်းအထောက်ပံ့ကူညီလည်းအများကြီးရရှိမှာဖြစ်ပါတယ်မိသားစုရင်းနဲ့ပတ်သက်ပြီးတော့လည်းအရန်ကောင်းပါတယ်အိမ်ချမ်းမြေနဲ့ပတ်သက်ပြီးတော့အိမ်ဝယ်မှာလားအိမ်ရောင်းမှာလားခြံဝယ်မှာလားခြံရောင်းမှာလားခြံမြေကိစ္စနဲ့ပတ်သက်ရင်လည်းအရန်ကြိုးပေးပါတယ်ဒီလိုခုနလပိုင်းမှာလောက်ကင်မယ်ဆိုရင်အမှားရမရှိအဆင်ပြေမှုတွေရရှိမှာဖြစ်ပါတယ်စနေသားမီတွေကအိမ်တော်ရင်းနဲ့ပတ်သက်ပြီးတော့တတိထားရမှာဖြစ်တယ်ဂရုစိုက်ရမှာဖြစ်ပါတယ်အိမ်တော်ရင်းနဲ့ပတ်သက်ပြီးတော့နားလည်မှုတွေလွဲတာတွေတယောက်နဲ့တယောက်မျက်နှာချင်းဆိုင်လို့မရတာတွေကြုံတွေ့တတ်ပါတယ်ဒါကြောင့်မို့အိမ်တော်ရင်းနဲ့ပတ်သက်ပြီးတော့တတိထားပါဂရုစိုက်ပါမရွေးနောက်မှာကျွန်တော်ရေရာလေးပေးမယ်ကျွန်တော်ပေးတဲ့ရေရာကိုမိတ်ဆွေတို့ခြေလိုက်ခြင်းအပြင်ကံကောင်းမှုတွေရရှိမှာဖြစ်ပါတယ်အခြေအနေနဲ့ပတ်သက်ပြီးတော့သူတွေတူတူပြောစရာမလိုဘူးအရန်ကောင်းပါတယ်အခြေအနေနဲ့ပတ်သက်ပြီးတော့တောကများနေတဲ့သူတွေအခြေအနေနဲ့ပတ်သက်ပြီးတော့အဆင်မပြေတဲ့သူတွေရှိတယ်ဆိုရင်တော့တေချာပေါင်းဒီ9လပိုင်းမှာအဆင်ပြေသွားပြီးတော့ပြောဆိုရမှာဖြစ်ပါတယ်တခုတိထားရမှာကကျမ်းမာရေးနဲ့ပတ်သက်တာတိတ်မကောင်းဘူးကျမ်းမာရေးနဲ့ပတ်သက်ပြီးတော့အတိကစိတ်နဲ့ပတ်သက်တာတွေအရန်ခံစားမှုတွေပြင်းပြီးတော့ကျမ်းမာရေးတွေညှက်သက်ပါတယ်ဒါကြောင့်ကျမ်းမာရေးကောင်းချင်တယ်ဆိုရင်ပျော်နေပါစိတ်ချမ်းသာအောင်နေပါလို့ကျွန်တော်ကအကြံပြုချင်ပါတယ်အဓိကညဘက်အိတ်မပျော်တာတွေအရန်အသွေးတွေလွန်ပြီးတော့ကျန်းမာရေးတွေထိခိုက်တတ်ပါတယ်ဒါကြောင့်အသွေးမလွန်ဘဲနဲ့တမာတိရအောင်တရားတွေထိုင်တာတွေပဋိတွေစိတ်တာတွေလုပ်ပါလို့ကျွန်တော်ကအကြံပြုချင်ပါတယ်ခင်ဗျာတခုကောင်းတာကမိတ်ဆွေကိုကူညီမဲ့သူတွေထောက်မဲ့သူတွေကိုချစ်ခင်မဲ့သူတွေတော့များပါတယ်အခက်အခဲတွေဖြစ်လာမယ်အကြက်တဲတွေဖြစ်လာပြီးဆိုရင်ကူညီတဲ့သူတွေကအလိုလိုနေရင်ပေါ်လာမှာဖြစ်ပါတယ်ဒီတစ်ချက်တော့အရန်ကောင်းပါတယ်ခင်ဗျာတာမီကန်နဲ့ပတ်သက်မယ်ဆိုရင်တားကျိုးတွေကခန်းစားခွင့်ရှိပြီးတော့သမီးမွေးထားတဲ့စနေတာမီနေနဲ့ညှက်တက်ပါတယ်ဒါကြောင့်သမီးတွေမွေးထားတယ်ဆိုရင်သမီးနဲ့ပတ်သက်ပြီးတော့တတိထားပါဂရုစိုက်ပါလို့ကျွန်တော်ကအကြံပြုချင်ပါတယ်ဘာသာတရားနဲ့ပတ်သက်ပြီးတော့အရန်အားကောင်းနေပါတယ်မိတ်ဆွေကဒီ9လပိုင်းမှာဘာသာတရားနဲ့ပတ်သက်ပြီးတော့အထိတ်ထန်ဝင်တာတွေပဋိတွေစိတ်တာတွေကိုလိုကောင်းမှုတွေများများလုပ်ချင်အပြင်ကိုယ့်ရဲ့အညက်တွေကပြေပြောက်သွားပြီးတော့ကောင်းတဲ့ຢာလေးတွေကိုယ့်စီကိုရောက်ရှိလာမှာဖြစ်ပါတယ်ဒါကြောင့်မို့မိတ်ဆွေတို့အနေနဲ့ကံနဲ့ပတ်သက်ပြီးတော့ကောင်းချင်တဲ့ပုဂ္ဂိုလ်အကူအညီထောက်ပံ့တွေလိုချင်တယ်ဆိုရင်တော့ဘာသာတရားလေးတွေများများလုပ်ပါလို့ကျွန်တော်ကအကြံပြုချင်ပါတယ်အသိဉာဏ်တွေဝင်ပါလို့လည်းအကြံပြုချင်ပါတယ်ပညာရေးနဲ့ပတ်သက်ပြီးတော့လည်းအရန်အားကောင်းနေပါတယ်ပညာရေးနဲ့ပတ်သက်ပြီးတော့စူးစမ်းပါလို့ကျွန်တော်ကအကြံပြုချင်ပါတယ်မိတ်ဆွေစူးစမ်းသလောက်အောင်မြင်မှုတွေရရှိမှာဖြစ်ပါတယ်ပညာရေးနဲ့ပတ်သက်ပြီးတော့အရန်ကောင်းနေပါတယ်ခင်ဗျာအလောက်ကိုင်းစီးပွားရေးနဲ့ပတ်သက်ပြီးတော့နည်းနည်းလေးလိထားရမှာကကိုကအလုပ်နဲ့ပတ်သက်ပြီးတော့အောင်မြင်လွယ်တာတွေအဆင်ပြေလွယ်တာတွေတိုးတက်လွယ်တာတွေတော့ရှိတယ်ကိုဒုက္ခပေးမဲ့သူမနာလိုတဲ့သူတွေရှိနေနိုင်တာမို့လို့မိတ်ဆွေအလောက်ကိုင်းစီးပွားရေးနဲ့ပတ်သက်ပြီးတော့အပြိုင်ဆိုင်တွေများနေတတ်ပါတယ်ဘဒုကဂယူမဆိုင်ပါနဲ့လောက်စရာရှိတာကိုရဲရဲတည်လောက်ပါလို့ကျွန်တော်ကအကြံပြုချင်ပါတယ်မိတ်ဆွေရဲ့ဘေးကလူတွေကမိတ်ဆွေကိုအောက်ကိုဆွဲချလိုက်တယ်နေဒီလို့လို့ရင်စင်ပြေမှာမဟုတ်ဘူးအလုပ်ပြောင်းရင်ဒုက္ခရောက်မယ်အဲ့လိုမျိုးအကြောင်းမျိုးကြောင့်နဲ့ကိုဆွဲချမှာဖြစ်ပါတယ်
အဲ့ဒါကိုဂယုမဆိုင်နဲ့ကိုယုံကြည်ရာကိုဒီယုံကြည်နဲ့လှုပ်ပါလို့ပဲကျွန်တော်ကအကြံပြုချင်ပါတယ်တခုတတိထားရမှာကကံနဲ့ပတ်သက်ပြီးတော့အကျိုးမပေးပါဘူးကံနဲ့ပတ်သက်ပြီးတော့စနေတောင်းတွေကကြာရှုံးတတ်ပါတယ်ကံနဲ့ပတ်သက်ပြီးတော့ဒုက္ခဖြစ်တတ်ပါတယ်ဒါကြောင့်ကံနဲ့ပတ်သက်ပြီးတော့ကံစမ်းဖို့တော့ကျွန်တော်ကအားမပေးပါဘူးမိတ်ဆွေကကံနဲ့ပတ်သက်ပြီးတော့အလုပ်လုပ်ကင်နေရတဲ့သူဆိုရင်အထူးတတိထားမှာအထူးဂရုစိုက်ပါလို့ကျွန်တော်ကအကြံပြုချင်ပါတယ်ခင်ဗျာမိတ်ဆွေကဝါနာပါတယ်ကံစမ်းချင်တယ်ဆိုရင်တော့6ပါတဲ့နံပါတ်တွေ2ပါတဲ့နံပါတ်တွေ3ပါတဲ့နံပါတ်တွေကအကျိုးပေးနေပါတယ်ကံကောင်းနေတဲ့အရောင်ကလိမ္မောရောင်နဲ့ခရမ်းရောင်ကကံကောင်းပါတယ်ဒီလိုရောင်တွေကိုညံရှိလို့တုံးပြပါလို့ကျွန်တော်ကအကြံပြုချင်ပါတယ်မိတ်ဆွေကအလုတ်ကိစ္စနဲ့နိုင်ငံခြားသွားမှာပဲဖြစ်ဖြစ်ခီးထွက်မှာပဲဖြစ်ဖြစ်ကိုကအလဲဘက်တွေသွားမှာပဲဖြစ်ဖြစ်ရက်ဝေးသွားမဲ့ခီးစင်တွေအလဲဘက်သွားမဲ့ခီးစင်တွေကအကျိုးပေးမှုတွေရှိနေပါတယ်သွားမယ်ဆိုရင်ရဲတင်းသွားပါကျွန်တော်ကအကြံပြုချင်ပါတယ်ဘာကြောင့်လဲဆိုတော့ကံကောင်းမှုတွေအများကြီးရရှိမှာဖြစ်ပါတယ်စနေသားတွေဒီ9လပိုင်းမှာအကောင်းနဲ့ဆိုးနဲ့ဒွန်သွင်းနေတဲ့အတွက်ကြောင့်မို့ရေတရားလေးတွေကိုဖျောက်ခြေပေးပါလို့ကျွန်တော်အကြံပြုချင်ပါတယ်မိတ်ဆွေကျွန်တော်ပေးမဲ့ရေတရားကိုခြေလိုက်ချင်အားဖြင့်ဒီ9လပိုင်းမှာကံကောင်းမှုတွေရရှိမှာဖြစ်ပါတယ်မဟုတ်ပဲဒီတိုင်းနေရင်တော့ခဏပြောခဲ့လိုမျိုးပဲအညက်တွေကရောက်ရှိလာပြီးတော့အစင်မပြေတွေဖြစ်တတ်ပါတယ်ဒါကြောင့်မို့ကျွန်တော်ပေးမဲ့ရေတရားကိုရေုံကြီးနဲ့လိုက်ချေပါလို့အကြံပြုချင်ပါတယ်ကဲဒါဆိုရင်ရေတရားကိုကျွန်တော်တို့လက်ကြည့်ကြမယ်ခင်ဗျာဒီ9လပိုင်းမှာအစင်ပြေခြင်းနဲ့တိုးတက်ခြင်းနဲ့အောင်မြင်ခြင်းနဲ့ဆိုရင်တော့မေမြို့ပန်းရဲ့အုံညွန့်ရဲ့ပြီးသွားရင်ရွှက်လာပန်းရဲ့ဒီ3မျိုးကိုနှီးလေးနဲ့เนาะကြကြနနလေးစီဒါမှမဟုတ်ဒီကွင်းနဲ့စီးပြီးတော့နီးစက်ရာဖျားမှာတွားရောက်လူတန်းမှာကိုယ့်ရဲ့နေနံထောင်းမှာလူတန်းပေးရမှာဖြစ်ပါတယ်မိတ်ဆွေကစီမီတွေဖွေးတာတွေပါပူဇော်ရင်ပို့ပြီးတော့ကောင်းတယ်ဒီရတရားလေးကိုဖြစ်အောင်ခြေပေးပါမိတ်ဆွေကိုယ်တိုင်ခြေနိုင်ရင်ပိုကောင်းတယ်အစင်မပြေဘူးဆိုရင်ကိုယ့်ရဲ့မိဘတွေကိုယ့်ရဲ့ညီကိုမောင်နှမတွေအကူအညီတောင်းပြီးတော့ကိုယ့်ရဲ့ကိုယ်စားခြေခိုင်းပါလို့ကျွန်တော်ကအကြံပြုချင်ပါတယ်ဒီရတရားကိုလှုပ်လိုက်ခြင်းအပြင်ဒီ9လပိုင်းမှာစနေတောင်းတွေရဲ့အညက်တွေအားလုံးပြေပြောက်သွားပြီးတော့ကောင်းတော့နမိတ်ကောင်းတော့သိကောင်းတော့လက်လက်ဘက်တွေကကိုယ့်စီကိုရောက်ရှိလာမှာဖြစ်ပါတယ်ဒါကြောင့်မို့ဒီရတရားကိုဖျောင်းခြေပေးပါလို့ကျွန်တော်ကအကြံပြုချင်ပါတယ်ဗီယိုလေးအဆုံးမတက်ခင်မှာကျွန်တော်အကူအညီတစ်ခုတောင်းချင်ပါတယ်ဒီဗီယိုမျက်နှာနဲ့ share ဝင်မြောက်ခြင်းလုပ်ဖို့မေးပါတယ်ခင်ဗျာမိတ်ဆွေတို့ share တဲ့ချက်ကမပင်ပန်းဘူးဆိုပေမဲ့စနေတောင်းတွေရဲ့တစ်ဖက်မှာအခက်အခဲဖြစ်နေတယ်အကြက်တဲဖြစ်နေတယ်သူတို့မြင်တွေ့သွားလို့ကျွန်တော်ပြောတဲ့အချက်တွေသတိထားလို့သူတို့ရအဆင်ပြေသွားမယ်ကျွန်တော်ပေးတဲ့ရတရားကိုခြေလို့သူတို့တွေကကောင်းသွားမယ်ဆိုရင်မိတ်ဆွေကျွန်တော်ကထပ်တူကုလို့ရမှာဖြစ်ပါတယ်သူများရဲ့အကျိုးလိုလားမယ်ဆိုရင်ကိုယ့်ရဲ့အကျိုးကလည်းအများကြီးရောက်ရှိလာမှာဖြစ်ပါတယ်ဒါကြောင့်မို့ဒီဗီဒီယိုမျက်နှာနဲ့ share ဝင်မြောက်ခြင်းလုပ်ဖို့မေးပါတယ်ခင်ဗျာကဲကျုံမိတ်ဆွေတွေနှင်းစနှင်းဆုံးကောင်းတော့မိတ်ကောင်းတော့တိမ်ကောင်းတော့ငွေကြီးနဲ့ပြည့်စုံပြီးပျော်ရွှင်တော့မိသားစုပါပျော်ရွှင်တော့ချစ်တူပွားတွေပိုင်ဆိုင်နိုင်ပါစေလို့ကျွန်တော်ဆုမကောင်းတောင်းပေးပါရယ်နောက်နေ့မှာပြန်လည်ဆုံတွေ့ကြပါမယ်ဆွေလန်းချမ်းမြေ့ကြပါစေခင်ဗျာ